My name is Wow. So now ကျွန်တော်အကြောင်းကိုကျွန်တော်မပြောပြတော့ပြောပြလို့မရကျွန်တော်အကြောင်းမသိရင်လည်း Okay, here we go. The tower. So, ကိုနဲ့အဲ့ဒါညီမတနေ့ဖြစ်မှာယူနော်တချို့ရေရီးသားဟောင်းလွှဲနေရတာမျိုး H ကို H ပြန်လာကြီးရှိတယ်နော်လက်ခံရင်လည်းသူရအောင်လက်ခံလိုက်နော်H ကပြန်လာတယ်ကိုတရိယာနေရမျိုးသိလားဟိုနဲ့နော်အဲ့ဒါကြီး resonate ဖြစ်ယူပါထားပါဒါမျိုးလည်းရတယ် Okay thank you 7 ဟုတ်the cherry နော် the cherry ဆိုတော့ဒီမှာတပ်ပါဆိုင်အဲ့ဒါကြီးမျိုးကိုတွေ့ရသိလားတယောက်ဝင်လာဖို့ကိုစီကိုလက်ရှိ relationship တစ်ခုကပြက်ခံနေဆက်ဆက်ဖြစ်နေပြီ situationship တစ်ခုလည်းရောက်နေပြီဆိုလို့ရှိရင်ဒါကိုနောက်ထပ်အဲ့လိုမျိုး new beginning တစ်ခုလာနိုင်လို့ပေါ့နော်နောက်ထပ်ရောက်လာမဲ့လူတယောက်က right person ဖြစ်နိုင်တယ်တချို့လူတွေအတွက်နော်ကိုလည်းတော့ရှာနေရဆိုလို့ရှိရင် okay အိမ်အောင်ကြပြီးသား relationship တွေတော့မကြည့်နဲ့နော်communicate ဖြစ်သွားမှာလေလို့ okay Hey, big guy. Da. Oh, the money, papa. ချက်ဝါနဲ့အဲ့ပူစီလေးရတယ်အဲ့ပူစီအဲ့ကြောင်လေးကအိမ်ဟိုလာတလားလောက်ရှိတော့ဘယ်ကြောင်လေးလဲမသိဘူးလာကလေးကအမကိုဝင်းနဲ့အဲ့ဒီမှာခလေးမွေးလို့လားမသိဘူးမပြန်တော့အမှပဲနေတာအဲ့ကြောင်ဆို3 top ဖန်နေခဲ့ဆိုအပွဲလေး3ခုငွေကြေးfinancial เนาะအဲ့လိုမျိုး3ခုကဖြစ်နိုင်တယ်ကိုကအလုပ်3ခုခွဲလုပ်နေတာမျိုးအလုပ်3ခုကိုကိုက leadership ပုံစံမျိုးနဲ့ဦးဆောင်နေရမျိုးသိလားနောက်ပြီးတော့ပါရှိသေးတယ်ဆိုလို့ရှိရင်ပြ3 top ဖန်နေခဲ့ကိုခဲပြီးတော့ကိုပို့ပြီးတော့ focus လုပ်နေနေနောက်တော့ကိုအဲ့လိုမျိုးပေါ့နော် request လာလုံးမဲ့အရာတစ်ခုခု community တစ်ခု organization တစ်ခုကိုအဆောင်နေရမျိုးကိုလည်းတွေ့တယ်ဆိုတော့ yeah it's fine okay so mentally ပေါ့နော် physically mentally ဒီမှာ practical ထဲမှာတွေ့လိုက်တာနောက်ကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာမှာနည်းနည်းလေးရှုပ်ထွေးနေတတ်တယ်ဒီရက်ထဲမှာပေါ့နော်အဲ့ဒါရက်မှာသူနဲ့ပတ်သက်ပြီးပဲဖြစ်ကိုနဲ့ပတ်သက်ပြီးပဲဖြစ်ဒီရက်ထဲနည်းနည်းလေးစိတ်ရှုပ်ထွေးရလေးဂျုံတွေ့နေတတ်တယ်ဒါအကောင်းစီနေနိုင်တစ်ခုပါပဲ new planning တစ်ခုရောက်လာဖို့တော့ပါနော်တထာဝါနဲ့ဆိုတထာဝါတော့ဒါ break up တစ်ခုဖြစ်သွားတယ်ကဲနော်အတက်ကွဲဝါဖြစ်မယ် relationship နဲ့ပြတ်သွားဖြစ်မယ်နော်အလုပ်တစ်ခုမှာအဆင်မပြေဘဲနဲ့လှုပ်ထွက်လိုက်ရအင်္ဂါနေ့ခီးသွားတာမျိုးရှောင်းလိုက်ပါနော်ထဲတော့ဖန်ရယ်ဆိုတော့ဒီမှာလေအရင်ဟို chase လုပ်နေသေးလားအဲ့ငွေ money နောက်ကို chase လုပ်နေဆိုလို့ရှင်မကြခင်မှာပျော်ရွှင်လာဖို့ရှိတယ်ကိုကမိသားစုအိမ်အောင်ကြပြီးသားလူတယောက်အဲ့လိုမျိုးအလုပ်ကြိုးစားနေရဆိုလို့ရှင်နော်ငွေစုဆောင်းတာမျိုးသိလားငွေစုဆောင်းတာမျိုးလုပ်ဖြစ်လိမ့်မယ်နော်ငွေစုဆောင်းတာမျိုးလုပ်ဖြစ်လိမ့်မယ်ခီးအတူလေးပေါ့နော်ခီးတို့လေးထွက်ဖြစ်လိမ့်မယ်အနီးနာတော့ရဝေးဒေတာလူရဲ့ဆိုလို့ရှိရင် adventure trip တွေနော် adventure trip တော့မဟုတ်ဒါတော့ပေါ့နော်ကိုနဲ့မနီမိုးရဲ့မြို့သွားတာပဲဖြစ်မိသားစုနဲ့ဒါမျိုးကြုံရတယ် What the heck Oh bright မိန်သွားပဲ Sorry ပါဆိုခံပြီးတော့ဖွင့်အောင်ပါ Wait
ဟုတ်မီးဒီယာမီးလုံးကျုံးသွားတာမသိဘူးဟုတ်တော့ခင်ဗျားမီးလုံးပြောင်းတက်တာခင်ဗျားမီးလုံးပြောင်းတက်တာ sorry ပါတော့အနောက်လေးဖြစ်သွားတယ်တောင်းအဓိကလူနဲ့လည်းမဆိုင်ပါဘူးကွာဒီက energy ကိုပဲထိတ်ကြလို့ပါ okay so ကျွန်တော် Oracle လေးနဲ့ကြည့်ပြမယ်ပေါ့နော် Oracle which match နည်းမှောင်သွားတော့ which match ဘက်ကိုသွားလိုက်မယ်ပေါ့နော်ဒါကကျွန်တော်ဟိုအရှိကကျွန်တော် post ကတ်တွေပေါ့နော်ဒီဗီဒီယိုတွေမှာပြောထားတယ်ဒီကတော့ which match ပဲဖြစ်ပါတယ်စာသားလေးရောနည်းနည်းမဲတယ်ကျွန်တော်ဒါပေမဲ့သူတို့ပေးရင်လည်းပေါ့နော်ကိုယ့်ရဲ့ dead side ဘက်ချမ်းက spirit တွေရှိမယ် angel ရှိမယ်ဆိုလို့ရှိရင်ဒါနားထောင်လို့ရအောင် sorry ပါ noise ဆိုတော့ဖွင့်လို့ပေးပါခဏနေကျွန်တော်ဗီဒီယိုပေးပါနော်ဒါသူပေးရင်တော့တစ်ခုခုရှိတော့နေတယ်ပဲ okay oh my god I wish let the guide her and the universe who are မင်းတစ်ဖက်သူ universe နော်အဆောင်လျှောက်တယ်ဟာသူ့ကိုစောင့်ကြည့်ပေးနေပါတယ်နော်ကဘာကြီးကသူ့ကိုစောင့်ကြည့်နေရဲ့ and the universe who are တဲ့နော်ဆိုစိတ်မပူနဲ့မင်းသူနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုး anxiety များနေတာစိတ်ရှုပ်ထွေးစရာများနေဆိုစိတ်မပူနဲ့သိလားသူ hi wait what you want နော်စိတ်မပူနဲ့သူမင်းပေါ့နော်အဲ့လိုမျိုးသူမင်းရောဖြစ်တယ်ဟို universe ပေါ့နော်အဲ့လိုစောင့်ရှောက်ပေးနေတယ်သူ့ကိုလည်းသူ့မှာသူ့စောင့်ရှောက်နေလဲလူရှိရပါတော့ဆို okay မင်းကပဲအရင်ကြီးကွာခရူးဆိုင်ပေးနေရမျိုးတဝင်းတိုးနေရမျိုး G-less ဖြစ်နေရမျိုးဆိုလို့ရှိရင်ဒါကြီး short လိုက်ပေါ့နော်ဒါကိုပြောနေတာ okay one more card please if you seem to micromanage your universe whisper then your universe will only be as big as you so ဒီမှာပြောရင်လည်း message ကမင်းအသေးအမွှားလေးလောက်ရတဲ့အရာတွေကအစပေါ့နော်တန်ဖိုးထားဖို့မင်း management လုပ်နေရတဲ့ micro business or something career တခုခုအဲ့ဒါမင်းရဲ့ကဘာကြီးပဲ with spare ဘလို့မှာပေါ့နော်ပြောပြလို့မရနိုင်တော့အောင်မင်းစီမှာကြီးမားတဲ့အရာတခုခုရှိနိုင်တယ်အဲ့ကြီးမားတဲ့အရာကိုရဖို့တော့မင်းအသေးဖွဲလေးတွေအစပြီးတော့မင်းကခရူးဆိုင်ရနိုင်မယ်နော်ဆိုတော့ဒါမင်းကိုမင်းရဲ့ကဘာကြီးကပေးခြင်းနေရဲ့အကြီးမားဆုံးစုတစ်ခုပဲဆိုတော့မင်းအတွက်ရောက်လာမယ့်အရာကောင်းခြင်းရှိတယ်ပေါ့နော်ဆိုတော့ကောင်းသောအရာတစ်ခုပြောင်းလဲမှုဖြစ်သွားလိမ့်မယ် changes ဖြစ်သွားလိမ့်မယ် maybe တဘာဝကြီးနဲ့ထိတွေ့လိုက်တာမျိုးတစ်ခုခုလုံးလိုက်တာမျိုးအဲ့ဒါတဘာဝကြီးကပြောင်းလဲသွားလိမ့်မယ်သူက changes ဖြစ်သွားလိမ့်မယ်ကိုလုံးချက်ကြီးဆက်လုပ်ပါနော် okay ဆိုတော့ဒီတကပြီးရင်တော့ကျွန်တော်နားလိုက်တော့မယ်ဗီဒီယိုရှေ့ကြီးတော့မလုပ်တော့ဘူးနော် okay နည်းနည်း flight လဲကြောက်ပါတော့ကျွန်တော် oh my goodness come on wait a second okay okay ဘီပြန်ဖွင့်လိုက်ပါပြီဟဲ့တိုးတိုးနေတိတ်တိတ်နေအဲ့လိုရှောက်ပေါ်နေရှောက်ပြောတော့အော်လို့တော့တကယ်တင်နေဦး oh my god one more card please the last card biggest energies oh which wisdom intuition technicity courage honesty wait a second waitမတက်တယ်ခဏနေအောင်နော်မင်းဉာဏ်ပညာတွေနော်မင်းရဲ့တွေးခေါ်နိုင်စွမ်းတွေနော်မင်းရဲ့ကိုယ်ပိုင်ရည်ချင်းတွေပြီးတော့မင်းရဲ့တတိရှိမှုတွေမင်းရဲ့ရိုးသားမှုတွေအားဒီအရာတွေကိုအသုံးချပြီးတော့မင်းရဲ့နောက်တစ်ဆင့်တိုင်းကိုကြော်ဖြတ်သွားပါတယ်နော်ဒါကိုယ့်ရဲ့ဘယ်လိုပြောရမလဲဘဝရဲ့သင်ခန်းစာတွေပါနော် lesson တွေ universe ကပေးတဲ့ lesson တွေကိုကောင်းကောင်းသင်ခန်းစာယူပြီးတော့နောက်တစ်ဆင့်ကိုတက်လန်းသွားပါတယ်ဆိုတော့ okay မင်းပေးရင်လည်း message တွေပဲဖြစ်ပါတယ်ဆိုတော့ okay
ဒါတော့ collective reading ပဲဖြစ်ပါတယ်ဆိုတော့ collective reading နဲ့ general reading ကိုကွဲစီချင်ပါတယ်ဆိုတော့ collective ဆိုတော့အမြင်ကြည့်နေတဲ့လူတွေအတွက်လုပ်ပေးရဖြစ်ပြီးတော့ general reading ကတော့တခါတလေ new feed မှာတွေ့တာပဲဖြစ်ဖြစ်เนาะnext to you new to you မှာတွေ့တဲ့ YouTube တမ်လေးမှာဆိုလို့ရှိရင်ဒါ general reading မှာเนาะကိုယ်တဲ့ analysis ပဲစနိတ်ဖြစ်တဲ့အပိုင်းကိုယူပါဆိုတော့ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်ကကျေးဇူးအများကြီးတင်ပါတယ်တယောက်ချင်းစီတိုင်းကိုကျွန်တော်ဗီဒီယိုလေးကိုသဘောကျကြိုက်နေတဲ့ဆိုလို့ရှိရင် like and subscribe လုပ်ပေးသွားခြင်းဖြင့်ကူညီပေးသွားလို့ရပါတယ်ဆိုတော့ okay အတန်ဝိုင်းဆိုင်ရာမှာအနောက်ချက်ဖြစ်သွားရင်ခွင့်လုပ်ပေးပါစူညံစံနေပါဝိုင်းခွင့်လုပ်ပေးပါဟိုနောက်ဗီဒီယိုတော့ခုကြမှာပြန်တွေ့ရမှာဗျာ see you in next video bye bye